ကိုကလေကံတော်လေးသွားမယ်ဆိုလောက်တယ်3000ဝင်ပြီအဲ့နာလည်းမပြီးကိုဒီတော့စားလိုက်လာတယ်ဆို3000လားဟုတ်တယ်ဟာကိုကားခဏတော့ချက်ပဲကိုအဲ့ညာဖြစ်လေပြောကိုFacebook ကဆယ်လီပဲကျွန်တော်အဲ့ဒါမြင်မှုတယ်ကြည့်နေတာခင်ဗျ Facebook ဆယ်လီဟုတ်တယ်မလားဟုတ်တယ်လေငါညီဖက်သုံးလို့လားသုံးတာဗောအကိုရဲ့အကိုကျွန်တော်အရန်အကိုဆိုကျွန်တော် like အများအားပေးတာဆိုကျွန်တော်ညီမလေးကိုအကိုဆိုအရန်တိုက်တာဟုတ်လားဒါနဲ့တစ်ခုလောက်တော့မယ်စိတ်မဆိုးနဲ့နော်ပြောလေဘာဖြစ်လဲပြောပြော Facebook ကရုံနဲ့အပြင်ကရုံနဲ့opposite အခြားစီပဲငါညီရပဲ Facebook ကကြာပြီလားကြာတော့ကြာပြီကိုဒါမှမဖြစ်လို့လည်းမသိဘူး Facebook မှာ selfie ဖြစ်ရင်ဒီစီဝါလို့ရှိရင်ရပြီကွာဒီစင်ဝမ်းတူးရှိရင်ဆယ်လီဖြစ်ပြီအဲ့လိုရုပ်ရည်ချောမောပြီးချောမောတာဘောငန်းကြီးရဲ့အားကြောင့်မို့တော့ခင်ဗျားတို့ရုပ်ရည်တွေကခင်ဗျားတော်တော်ကွာအဲ့ထားပါဦးခင်ဗျားအဲ့ဒါဆိုအပြင်မှာတွေ့လို့ရှိရင်ခင်ဗျားမရှက်ဘူးလားဘာရှက်ကြမယ်ဆယ်လီတဲ့ကိုယ့်လူအားလုံးကြီးပဲကွာခင်ဗျားလိုပဲလားဆယ်လီအားလုံးဒီမှာတော့ရုပ်ပြတခြားစီပဲတခြားစီပဲဘီစီဝမ်းတုံးလာတာတွေပဲအဲ့လိုလားဘာရှက်ကြလို့ပါမှာလဲအဲ့ကြောင့်မို့ကျွန်တော်မထင်ရဘူးကျွန်တော်အဲ့နေပါခင်ဗျား check in မှာခင်ဗျားတင်တယ်နော်တင်တာဗောခင်ဗျားအဲ့ဒါဘလို့တင်လဲခင်ဗျားပြော trader Sidona stock bar DJ bar ဘားတွေလဲကုန်ပြီခင်ဗျား Sidona အကုန်ကုန်ပြီခင်ဗျားတင်တာအဲ့မဲ့ခင်ဗျားအခုကျတော့တိုက်စီမောင်းတာကိုတော့ဘဝသမားတွေကွာတိုက်စီဆွဲဆဲအဲ့လိုမင်းတို့ညီလေးတို့ personal ပါလို့ထိတာရောက်ရင်ခဏရက်တယ် personal ချရင်ကိုလည်းမှ service rate တင်တယ်အကိုကဘဝသမားဆိုတာဘဝသမားထည့်ပြောတယ်ခင်ဗျားမသိပဲခင်ဗျားဘေးကိတ်လောက်ချမ်းသာတန်ခင်ဗျားဟိုရောက်နေပြီဒီရောက်နေပြီ selfie ဆွဲပြီးတင်ခင်ဗျားအဲ့လိုမလုပ်ရဘူးလေခင်ဗျားမသိတယ်ကျွန်တော်တို့မှတော့ခင်ဗျားဟိုကအထင်ကြီးလိုက်ရခင်ဗျားဘာမှဆောက်တော့မရဘူးဒီနေ့ဆက်ပြီးခင်ဗျားတို့ဆယ်လီဘယ်မှာဘယ်သူမှအားမပေးဘူးခင်ဗျားကျွန်တော်ကတော့အထင်ကြီးလိုက်ရဆယ်လီကဆောက်ယူတွေဆယ်လီကဆောက်ယူတွေဒီနေ့လည်းဘာဆယ်လီမှမဆောက်ဘူး